အဖေရဲ့နောက်ဆုံးနေဝင်ချိန်ရွာလေးရဲ့ညနေခင်းကအရင်လိုပဲတိတ်ဆိတ်နေပေမဲ့ဦးစိုးညွန့်ရဲ့အင်္ဂလိပ်ကတော့ပိုပြီး၆ကပ်နေခဲ့ပါတယ်။သမီးဖြစ်သူစီကမလာပါနဲ့ဆိုတဲ့စာကလေးရတဲ့ရက်ကစပြီးဦးစိုးညွန့်ဟာစကားလည်းတိတ်မပြောတော့သလိုအစားတောင်လည်းပြတ်သွားခဲ့ပါတယ်။သူ့ရဲ့မျက်လုံးတွေကရွာထိပ်ကလမ်းမကြီးစီကိုပဲအမြဲငဲကြည့်နေတတ်ပါတယ်။သမီးလေးကအလုံများလို့ပါ။ငါသမီးလေးကငါ့ကိုချစ်ပါသေးတယ်လို့ကိုနှစ်သိမ့်နေရှာပေမဲ့သူ့ရဲ့ရင်ထဲမှာတော့အစိတ်တင်တယ်လို့ခံစားနေရပါတယ်။သမီးအတွက်အကုန်ပေါ်အောင်ပစ်ဆက်ခဲ့လို့သူ့မှာကျမ်းမာရေးအတွက်ဆေးဝယ်ဖို့တောင်ပတ်စံမကြံတော့ပါဘူး။တညမှာတော့မိုးရီတဲကြီးမဲကြီးရွာသွန်းနေတော့ဦးစိုးညွန့်ဟာအပြင်းဖြားတက်ပြီးသမီးဖြစ်သူရဲ့အမိကိုဒုတ်ခေါ်ရင်တယောက်တည်းကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့လက်ထက်မှာတော့ဆွေဆွေငိမ့်ငယ်ငယ်ကရေးပေးခဲ့တဲ့အဖေကိုချစ်တယ်ဆိုတဲ့စာမျက်နှာဟောင်းလေးကိုကြစ်ပါအောင်စုပ်ကင်ထားရှာပါတယ်။မြို့ပြမှာတော့ဆွေဆွေငိမ့်ဟာသူမရဲ့ဂုံတက်တွေကြားမှာတာယာနေတော့မှာပဲဒါပေမဲ့ကံကြမ္မာဆိုတာလှက်ပတ်တတ်ပါတယ်။ဒီနေ့မှာတော့သူမရဲ့ခင်မွန်းဖြစ်သူကိုထွန်းဦးဟာအလုတ်ကအပြန်ရေတိုင်းမှုတစ်ခုနဲ့ရုတ်တရက်ဆုံးမသွားနေပါတယ်။ဆွေဆွေငိမ့်အတွက်တော့မိုးကြိုးပစ်ခံလိုက်ရတယ်လို့ပါပဲ။ကိုထွန်းဦးဆုံးပြီးရပိုင်းတွေ့မှာနေသူမရဲ့ရခမတွေရဲ့သဘောထားဟာတိတိတသားပြောင်းလဲလာခဲ့ပါတယ်။ဆွေမင်းဟာငါတို့သားကိုလည်းကလေးမွေးမပေးနိုင်ဘူးအခုငါတို့သားလည်းမရှိတော့ဘူးဒီအကြီးမှာမင်းကိုဆက်ထားစရာအကြောင်းဘာမှမရှိတော့ဘူးမင်းရဲ့မိဘမဲ့ဆိုတဲ့ဇလန်းတွေလည်းငါတို့အကုန်သိပြီးပြီမင်းဟာအဖေကြီးကိုတော့မပြုစုတဲ့သူပဲရကောင်မဖြစ်သူကအေးဆက်စွာပြောပြီးသူမကိုအဝတ်တစ်ထည်ကိုတစ်ခုနဲ့အိမ်မော်ကနင်းထုတ်လိုက်ပါတယ်ခိုရမဲ့သွားတဲ့ဆွေဆွေချင်းဟာနောက်ဆုံးမှာတော့သူမရှက်ခဲ့တယ်သူမညင်းပယ်ခဲ့တဲ့ရွာလေးကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဖေတော့ငါ့ကိုခွတ်လွန်မှာပါအဖေစီမှာငါနားခုလို့ရမှာပါဆိုတဲ့မျောလင့်ချက်နဲ့ရွာကိုပြန်ရောက်လာတဲ့အခါမှာတော့ရွာထိပ်မှာတွေ့တဲ့သူတွေကသူ့ကိုထူးဆန်းတယ်လို့ကြည့်နေကြပါတယ်သူမအဖေရှိရောက်တဲ့အခါအင်္ဂလိပ်ဟာ၆ကပ်ပြီးချုံနှွဲပိတ်ပေါင်းတွေထူထပ်နေတာတွေ့လိုက်ရတယ်အဖေလို့ခေါ်ပြီးမဲ့ဘာအတန်းမှပြန်မလာပါဘူးဘေးကတော်ကြီးတယောက်ကထွက်လာပြီးညီဆွေငိမ့်လားညီဖေဆုံးတာ3လတောင်ရှိပြီညီစီကိုစာတွေလည်းရေးတယ်ညီမလာခဲ့ဘူးလေလူဦးကြီးတေငါနီးအထိညီကိုမျောသွားရှာတာလို့ပြောလိုက်တဲ့ခါမှာတော့ဆွေဆွေကြီးဟာမြေပြင်ပေါ်ကိုခွေခောက်လဲကျသွားပါတော့တယ်ရွာတင်းငယ်ကမြေပုံလေးတစ်ခုရှိမှဆွေဆွေကြီးဟာအယုတယောက်လိုအောင်းငိုနေပါတယ်အဖေသမီးမှားသွားပါပြီသမီးကိုရိုက်ပါဆူပါသမီးကိုတခွန်းလောက်စကားတခွန်းလောက်ပြန်ပြောပါအောင်လို့တောင်းပန်မိမဲ့လေတိုးတန်ကလွဲလို့ဘာမှပြန်မရခဲ့ပါဘူးသူမဟာအဖေပေါ်ရက်ဆက်ခဲ့တဲ့သူတော်မရဲ့စကလုံးတွေသူမရဲ့အတ္တတွေကိုပြန်တွေးမိတိုင်းရင်ထဲမှာဓာတ်နဲ့အမုန်းခံရတယ်လို့ခံစားရပါတယ်။သူမမှာတော့ဂုံတရံလည်းမရှိတော့ဘူး။ချစ်တဲ့ခင်မွန်းလည်းမရှိတော့ဘူး။အားကိုးရမယ့်အဖေလည်းမရှိတော့ပါဘူး။ကြံရှိနေတဲ့ကတော့တစ်သက်လုံးပစ်ဆက်လို့မကုန်နိုင်တဲ့နောင်တဆိုတဲ့ဝန်တော့ဝင်ဖို့ကြီးတစ်ခုပါပဲ။ညနေခင်းရဲ့အလင်းအောင်ဟာဆွေဆွေချင်းရဲ့ငိုကြွေးတန်တဲ့တူတဖြည်းဖြည်းအမှောင်တိကျသွားပါတော့တယ်။ဇလန်ဟာအချိန်တက်လာပြီးဆွေဆွေချင်းရဲ့မောဟာအနိုင်ဆုံးသို့ရောက်သွားပါပြီ။အခန်းလေးမှာကံကြမ္မာရဲ့ပြန်လည်တိုက်ခတ်မှုမှာဆွေဆွေချင်းရဲ့ရွာကဒုက္ခရောက်နေတဲ့ဘဝသူမရဲ့ကျမ်းမာရေးအခြေအနေတွေကိုဆက်လက်ပြီးတော့ဖတ်ရှုပေးပါမယ်ခင်ဗျာကျွန်တော်ရဲ့ Story Pocket Channel လေးကို Subscribe လုပ်ပါသေးလုပ်ပေးထားကြဖို့တောင်းဆိုပါရခင်ဗျာဘေးပြားတွေဝေးကွာကြပါစေခင်ဗျာ